လုံးလုံးစိတ်ဆိုးမိတဲ့နေ့လုံးလုံးဆိုတာကတအုပ်တစ်ခုထဲမှာနေထိုင်တဲ့ဖြန်ကလေးတစ်ကောင်ပေါ့သူကသူ့ဖေဖေရဲ့မမေရဲ့ညီမလေးရဲ့နဲ့အတူတူနေတယ်သူကအမွှေးညိုရောင်ရှိပြီးချစ်စရာကောင်းတဲ့နှာခေါင်းမွေးရှိရှိနဲ့မျက်လုံးညိုရောင်လေးတွေရှိတယ်သူ့ဝါသနာကတော့အယောင်လှတဲ့ကြောက်ခဲလေးတွေကိုစုဆောင်ရတာပါပဲသူ့အခန်းကစင်တစ်ခုပေါ်မှာဆိုရင်လည်းသူ့အကြိုက်ဆုံးကြောက်ခဲလေးတွေကိုတင်ထားတတ်တယ်ကြောက်ခဲလေးတွေတိုင်းကတိတ်ကိုထူးခြားတယ်တချို့ကြောက်ခဲလေးတွေကနေရာအောက်မှာတလက်လက်ဖြစ်နေတယ်တချို့ကကြက်ဥလေးတွေလိုဝိုင်းဆက်နေတယ်တချို့ကျတော့လည်းအသေးပုံလေးတွေလိုမျိုးပုံစံဖြစ်နေတာပေါ့တနေ့ကျတော့သူကသူ့တငယ်ချင်းတွေစော်ဖို့ထွက်လာရင်မြစ်ဘေးနားမှာအယောင်တောက်တောက်နဲ့ကြောက်ခဲလေးတစ်လုံးကိုတွေ့တယ်ကြောက်ခဲလေးကအပြာရောင်မှာငွေရောင်လှိုင်းတွန့်လေးတွေနဲ့ဆိုတော့သူမျက်စိထဲအရန်လှနေတာပေါ့အဲ့ဒါနဲ့တငယ်ချင်းတွေကိုလည်းပြရမယ်ဆိုပြီးယူလာခဲ့တယ်တငယ်ချင်းတွေစီရောက်တော့လေသူတို့ကအံ့ဩပြီးဝိုင်းကြည့်ကြတာပေါ့တယောက်တစ်လှည့်စီကြည့်ကြရင်နဲ့ဖားကလေးအလှည့်ရောက်တော့လက်ထဲကနေရှော့ချပြီးအပန်းရောင်ကြောက်ခဲလေးကနှစ်ပိုင်းကွဲသွားခဲ့တယ်ခဏလောက်တော့အရာအလုံးငြိမ်သက်သွားခဲ့တာပေါ့ဖားကလေးကကျိုးသွားတဲ့ကြောက်ခဲလေးကိုကြည့်ရင်မျက်လုံးလေးဝိုင်းသားဖြစ်သွားတယ်မတော်တဆလွတ်ချလိုက်မိတာလို့တိုးတိုးလေးပြောလိုက်ရှာတယ်ဒါပေမဲ့လုံးလုံးကတော့မကြားနိုင်တော့ပါဘူးသူ့ရဲ့ခန္ဓာကိုယ်မှာတစ်ခုခုကိုစတင်ခံစားလာရတယ်သူ့ကောင်းထဲမှာရှုပ်သွားတယ်လက်သီးလေးတွေကိုစုပ်မိသွားတယ်နေရွက်ကလေးတွေကပူလာတယ်နှလုံးခုန်တာပိုမြန်လာတယ်မျက်နှာလေးကလည်းရှုံမဲ့ပြီးစူပုတ်သွားတယ်သူ့ထုတ်ချင်တာဆိုလို့အော်ပြစ်လိုက်ချင်တာပဲသိတော့တယ်သူဘာဖြစ်နေမှမသိလိုက်ခင်ပါပဲလုံးလုံးကသူ့အမိနဲ့ရေကိုအားရပါရရိတ်ချလိုက်တယ်နေရာတိုင်းမှာရေတွေစင်ကုန်တာပေါ့ဘဲကလေးတွေကလက်မီအော်လိုက်တယ်ရုံကလေးတွေကလည်းခုန်ပြီးအနောက်ကိုဆုတ်သွားကြတယ်ဖားကလေးကလည်းအယံလန့်သွားခဲ့တာပေါ့လုံးလုံးကဘာမှမပြောပဲသူ့သွားထိုင်နေကြမြစ်ဘေးကနေရာလေးကိုအမြန်ပြေးသွားခဲ့တယ်အဲ့ဒီမှာသူအကြာကြီးထိုင်နေခဲ့တယ်တဖြည်းဖြည်းချင်းပဲရေလှိုင်းလေးတွေကငြိမ်သွားပြီးလုံးလုံးကသူ့ကိုယ်သူရေထဲမှာမြင်လာရတယ်မျက်မှောင်ကြီးကျုံနှာခမ်းကဆူနေပြီးလက်သီးလေးကိုကြစ်ကြစ်ပါအောင်ဆုပ်ထားမိတဲ့သူ့ကိုယ်သူပေါ့သူမျက်တောင်ခတ်လိုက်တယ်ဒါတကယ်ပဲငါလားအဲ့ဒီချိန်မှာပဲမျက်နှာမှာရေလာခတ်တဲ့ဖေဖေကသူ့ကိုတွေ့သွားခဲ့တယ်ဖေဖေကသူ့ကိုမေးခွန်းတွေမေးဖို့မလိုခဲ့ပါဘူးဘာမှမပြောဘဲသူ့အဘေးမှာတိတ်တိတ်လေးထိုင်နေပြီတယ်လုံးလုံးကသူဘာလို့ဒီလိုမျက်နှာကြီးစူပုတ်နေပြီးအော်ပဲအော်ပြစ်လိုက်ချင်တာမျိုးဖြစ်တာလဲဖေဖေလို့မေးလိုက်တယ်ဖေဖေကလုံးလုံးရဲ့ကြောပြင်လေးကိုပုတ်ပေးအေးအေးဆေးဆေးပဲရှင်းပြခဲ့တယ်စိတ်ထဲဘာခံစားနေရတယ်ဆိုတာကိုမသိခင်တို့ရဲ့ခန္ဓာကိုယ်လေးတွေကအရင်ဆုံးချိုတင်ချက်ပြတတ်တယ်လက်သီးလေးတွေဆုပ်ထားမိတဲ့အခါနေရွက်လေးတွေပူလာတဲ့အခါမျက်နှာလေးမဲ့သွားတဲ့အခါခေါင်းထဲမှာရှုပ်သွားပြီးအော်ပဲအော်ပြစ်လိုက်ချင်တဲ့အခါဒါတွေကဒေါသစိတ်ကလေးရောက်လာပြီဆိုတာကိုအချက်ပြပြီးတဲ့ဇဲလွန်စာလေးတွေပေါ့လုံးလုံးကသူ့လက်ကလေးတွေကိုငုံကြည့်လိုက်တယ်လက်သီးစုပ်လေးတွေကပြန်ပြေရော့လာနေပြီသူ့ရင်ဘတ်လေးကိုကင်ကြည့်လိုက်တယ်နှလုံးခုန်တာတွေလည်းနှေးသွားပြီသူဖြည်းဖြည်းချင်းအသက်ရှူသွင်းရှူထုတ်တာကိုနှစ်ခါလောက်လုပ်လိုက်တယ်စိတ်ကလေးပေါ့ပါသွားတာကိုခံစားလိုက်ရတယ်အဲ့ဒီခါမှလုံးလုံးနားလည်သွားခဲ့တယ်သူကသူ့တငယ်ချင်းတွေကိုရေးစင်အောင်လုပ်ချင်ခဲ့တာမဟုတ်ပါဘူးဖားကလေးကိုလည်းစကားမပြောချင်တော့တာမဟုတ်ဘူးသူအရန်ကြိုက်တဲ့ကြောက်ခဲလေးကွဲသွားလို့စိတ်ဆိုးမိယုံလေးပါပဲဖေဖေကစိတ်ဆိုးတာကမမှားဘူးလုံးလုံးရေတခါတလေကိုအရန်ကြိုက်တဲ့အရာတခုဖြစ်စီသွားတဲ့အခါတခါတလေမတရားဘူးလို့ခံစားရတဲ့အခါဒေါသစိတ်ကလေးကရောက်လာတတ်တယ်ဒါပေမဲ့ဒေါသစိတ်ကလေးရောက်လာတဲ့အခါဘာလို့ရမလဲဆိုတာကိုတော့လုံးလုံးပဲရွေးချယ်ရမှာပေါ့လို့ပြုံးပြီးပြောပြခဲ့တယ်လုံးလုံးကတိတ်တိတ်လေးငြိမ်နေခဲ့တယ်သူရေတွေစင်အောင်ရိုက်လိုက်တာကိုသတိရသွားတယ်ဖားကလေးရဲ့လက်သွားတဲ့မျက်နှာလေးကိုလည်းသတိရသွားတယ်ကျိုးသွားတဲ့ကြောက်ခဲလေးကသူ့အတွက်အရေးကြီးသလိုသူ့တငယ်ချင်းတွေကလည်းသူ့အတွက်အရေးကြီးတာပါပဲသူအစင်စင်းဖြစ်ပြီလို့ခံစားရတဲ့အခါတငယ်ချင်းတွေစီပြန်လျှောက်သွားခဲ့တယ်ခုနကစိတ်ဆိုးပြီးရေရီစင်အောင်လုပ်လိုက်မိလို့အားလုံးကိုတောင်းပန်ပါတယ်လို့သူကပြောလိုက်တယ်ဖားကလေးကလည်းခေါင်းလေးငုံပြီးကြောက်ခဲလေးကိုလွှတ်ချလိုက်မိလို့တောင်းပန်ပါတယ်လို့ပြောရှာတယ်သူတို့နှစ်အတူတူကျိုးသွားတဲ့ကြောက်ခဲစားနှစ်ခုကိုကြည့်လိုက်မိပြီးပြုံးလိုက်တယ်
လှပတဲ့ကြောက်ခဲတစ်လုံးကနေနှစ်ချမ်းဖြစ်သွားပြီဆိုတော့သူနဲ့ဖားကလေးနဲ့တယောက်တစ်ချမ်းစီယူပြီးတင်ထားလိုက်ကြတယ်။အဲ့ဒီနေ့မှာလုံးလုံးကခန္ဓာကိုယ်ကပေးတဲ့သဲလွန်စာလေးတွေကိုစတင်သတိထားမိလာခဲ့တယ်။လက်သီးလေးတွေတင်းတင်းဆုံးမိလာတယ်။နေရွက်ကလေးတွေပူလာတယ်။နှလုံးခုန်တန်တွေမြတ်လာတယ်။မျက်နှာကလေးမဲ့သွားတယ်။ခေါင်းထဲမှာရှုပ်လာတယ်။အဲ့ဒီသဲလွန်စာလေးတွေဖြစ်လာပြီဆိုရင်ဒေါသစိတ်ကလေးရောက်လာမှလုံးလုံးကသိသွားခဲ့ပါတော့တယ်။